လူတွေကလူဝင်ကြီးတွေကိုမိမိတို့ရဲ့ကလေးငယ်တွေပြတ်တဲ့အခါမှာလူဝင်ကြီးတွေကကလေးကိုအနားယူလာဖို့လက်ဟန်ချေဟန်နဲ့အချက်ပြတတ်ပြီးအသေးချာကိုဒါပေမဲ့ဒီကလေးမှာအမွှေးမြင်တွေတိတ်မရှိသေးတာကိုမြင်တဲ့အခါမှာတော့ကလေးကိုပြန်ခေါ်သွားပြီးနောက်တစ်ယောက်နဲ့လဲလဲမျိုးထိုးပြတတ်ကြပြန်ပါတယ်အဲ့ဒီနောက်မှာဖြူခွေးနုနယ်တဲ့ကလေးငယ်တစ်ယောက်ကိုထပ်မံပြတတ်တဲ့အခါမှာတော့လူဝင်ကြီးကအနားကိုတိုးကပ်ပြီးအသေးချာစိုက်ကြည့်တတ်ပါတယ်ပြီးရင်တော့မိမိရဲ့ကလေးကိုပြန်ကြည့်ပြီးတခုခုတော့လွဲနေပြဒီလိုခံစားမိတဲ့ပုံစံနဲ့အိမ်ကိုကြပြားပြန်ပြေးပါတော့အိမ်ရောက်ရင်ဘေးအိမ်ကကလေးကိုဆွဲခေါ်လာပြီးကလေးဆိုတာငါကလေးလိုမျိုးဒီလိုပုံစံရှိရတိုင်းဆိုပြီးယုံကြည်ချက်အပြည့်နဲ့ပြတတ်တတ်ပါတယ်ဒါပေမဲ့တင်ကအသားမဲကလေးငယ်တစ်ယောက်ကိုထပ်ပြလိုက်ရင်တော့သူတို့တွေတကယ်ကိုစိတ်ဆိုးဒေါသထွက်သွားပြီးမှန်တွေကိုလိုက်လံထူရိုက်ပါတော့တယ်ထွက်ပြီးတင်ကိုရိုက်နှက်ခြင်းတဲ့ပုံစံမျိုးအထိဖြစ်သွားတတ်တာကတော့သူတို့ရဲ့အသားမြင့်ကလေးကိုတင်ကလူယူသွားတယ်လို့ထင်မှတ်သွားလို့ပဲဖြစ်ပါတယ်ဒါဆိုရင်လူဝင်ကြီးတွေကမွေးရပါအဲ့ဒီလောက်အထိရန်လိုတက်ကြတာလားအမှန်တော့အခြေအနေတော်တော်များများမှာတင်ကစတင်ပြီးတွားရောက်မနှောက်ယှက်သေး၍သူတို့ကအရင်ဦးအောင်တိုက်ခိုက်လိမ့်မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့မျက်လုံးထဲမှာတင်ဟာအမွှေးမရှိတဲ့လူဝင်တကောင်လိုပဲမြင်လို့ဖြစ်ပါတယ်ဒါပေမဲ့သူတို့ကိုစိုက်မကြည့်ဖို့တော့လူကစားပြစ်နိုင်တဲ့အထိအင်အားကြီးမှပါတယ်အတော်ထဲမှာလူဝင်ကြီးတွေနဲ့တိုးပြီးဒေါသထွက်နေတာကိုကြုံရရင်ဘယ်လိုလုပ်ရမလဲအမှန်ကန်ဆုံးနီးလန်းကတော့ခေါင်းကိုငုံထားပြီးကိုအားနေတဲ့ပုံစံမျိုးဖြစ်အောင်နေရပါမယ်ဒါအပြင်သူတို့ကိုစိုက်မကြည့်မိဖို့လည်းလိုအပ်ပါတယ်ဒါဆိုရင်တော့သူတို့ကတင့်ကိုအန္တရာယ်မရှိဘူးလို့